အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Expedia ကနေကြိုဆိုပါရစေ1941ခုနှစ်ဂျာမနီရဲ့အင်အားကြီးမားလာတဲ့ပန်ဆာတပ်မတော်ဟာ Blitzkrieg စစ်စီရင်နဲ့အတူဥရောပကိုသိမ်းပိုက်ပြီးနောက်ဆိုဗီယက်ပြည်ထောင်စုတပ်ကိုအရှေ့အုံနဲ့ကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်ဂျာမန်စစ်ဗိုလ်ချုပ်တွေကသူတို့ကိုမြည်သူများမတားဆီးနိုင်ဘူးလို့ယုံကြည်ထားခဲ့ကြတာပါဒါပေမဲ့စစ်မြေပြင်မှာစစ်ပွဲလမ်းကြောင်းကိုပြောင်းလဲပြည်စီနိုင်တဲ့မမျှော်လင့်ထားတဲ့တက္ကသိုလ်ရှိနေခဲ့တာကိုသူတို့မသိခဲ့ကြပါဘူးဂျာမနီတပ်တွေရဲ့အကောင်းဆုံးကြီးစံတွေကိုတောင်ကြောက်ခဲနဲ့ပေါက်တယ်လို့လွှတ်ထွက်သွားစေခဲ့တဲ့တက္ကသိုလ်အဲ့ဒါကတော့ဂျာမန်စတပ်တစ်ခုလုံးအအောင်တည်သွားစေခဲ့တဲ့ T-34 ပဲဖြစ်ပါတယ် T-34 မွေးဖွားလာရတဲ့သမိုင်းကြောင်းက1930လွန်ခုနှစ်တွေစီကစတင်ခဲ့ပါတယ်အဲ့ဒီအချိန်ကဆိုဗီယက်တို့ရဲ့အဓိက BT-10 တွေဟာညံဆန်ပေမဲ့တန်ချက်ကအကောက်ွယ်အရန်ပါလွန်လာပါတယ်1939ခုနှစ်ဂျပန်နဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ BT-10 ကားတွေဟာဂျပန်တို့ရဲ့အမြောက်တိုတွေနဲ့တင်လွယ်လွယ်ကူကူမိလောင်ပျက်စီးခဲ့ရပါတယ်ဒီအချက်ကိုသင်ခန်းစာယူပြီးဆိုဗီယက်အင်ဂျင်နီယာမီခဲကော့ချ်ကင်ဟာညံဆန်မှုပြအားနဲ့အကောက်အကွယ်သုံးခုစလုံးပေါင်းစပ်ထားတဲ့သာမဏိတိုင်းတစ်စီးကိုဒီဇိုင်းဆွဲခဲ့ပါတယ်သူဟာအမေရိကန်အင်ဂျင်နီယာဝဲသာခရစ်စတီရဲ့ Christie Suspension System ကိုအခြေခံပြီးမြေပြင်ကြမ်းကြမ်းမှာမြန်မြန်မောင်းနေနိုင်အောင်ဖန်တီးခဲ့တာပါကော့ချ်ကင်ဟာ T-34 project အတွက်သူ့ရဲ့ကျမ်းမာရေးကိုပါပိတ်ဆက်ခဲ့ရပြီးတေကားစားသားမောင်းနေမှုမှာအေးမရာကနေအဆိုးရောင်ပြီးကွယ်လွန်ခဲ့ပါတယ်T-34 ကိုစစ်ပွဲရဲ့ဂိမ်းချိန်ကြာဖြစ်စေခဲ့တာကတော့အချက်၃ချက်ရှိပါတယ်ပထမတစ်ချက် slot armor ဒါ physics ရဲ့တော်လှန်ရေးတစ်ခုပါတာချက်ကောင်ကိုဖြတ်ဖြုတ်မထားဘဲ60ဒီဂရီစောင်းလိုက်တာကြောင့်45မီလီမီတာပဲထူတဲ့တံပြားဟာတက်လာမှန်ကြီးစံအတွက်တော့90မီလီမီတာနီးပါးထူထဲသွားစေပါတယ်ဒါတင်မကပဲရန်သူကြီးစံတွေကိုစောင်းထွက်သွားအောင်လုပ်ပေးနိုင်ခဲ့ပါတယ်ဒုတိယအချက်ဒီဇယ်အင်ဂျင်နဲ့ white trash ဂျာမန်တစ်ကားတွေကဓာတ်ဆီသုံးနေချိန်မှာ T-34 ကဗီဒိုဒီဇယ်အင်ဂျင်ကိုသုံးခဲ့ပါတယ်။ဒါကြောင့်မီးလောင်နိုင်ခြေအရန်နေသွားပါတယ်။ဒါအပြင်ဆိုဗီယက်ရဲ့ရက်ဆက်ဆိုးရလာတဲ့ short iron နဲ့နှင်းတော်တွေထဲမှာဂျာမန်ပန်ဆာတွေသွားလာရခက်ခဲနေချိန်မှာ T-34 ဟာသူ့ရဲ့ကျယ်ပြန့်တဲ့ဗီဒီယိုတွေကြောင့် short ပေါ်မှာ AACC မောင်းနေနိုင်ခဲ့ပါတယ်။တတိယအချက်86.2 မီလီမီတာပင်မအမြောက်1941ခုနှစ်မှာရှိသမျှစစ်တပ်တွေရဲ့တစ်ကားတွေထဲမှာ T-34 ရဲ့86.2 မီလီမီတာအမြောက်ဟာရန်သူအမှတ်သိမ်းမြောက်ကိုအဝေးကနေအပိုင်းပိုင်းပြည့်စည်နိုင်အောင်စွမ်းအားလိုလုပ်ခဲ့ပါတယ်1941ခုနှစ် Operation Barbarossa ကျူးကျော်စစ်ပွဲစတင်ချိန်မှာဂျာမန်စစ်သားတွေဟာ T-34 နဲ့ပထမဆုံးထိတွေ့ခဲ့ရပါတယ်ဂျာမန်တို့ရဲ့39 မီလီမီတာအန်တီတန်ကန်းတွေဟာ T-34 ရဲ့တာချက်ကာကိုမထိုးပေါက်နိုင်ခဲ့ပါဘူးအဲ့ဒီခန်းတွေကိုစစ်သားတွေကဒေါ်နော်ကာလို့လှောင်ပြောင်ခတ်ကြတဲ့အထိ T-34 ရဲ့အာမာဟာခန္ဓာရည်ညီမားခဲ့ပါတယ်ပန်ဆာ3နဲ့ပန်ဆာ4တကားရဲ့ကြီးစံတွေဟာလည်း T-34 ရဲ့ကိုတဲကိုမှန်ပြီးချော်ထွက်သွားကြတဲ့အတွက်ဖျက်ဆီးနိုင်ဖို့ခက်ခဲခဲ့ကြပါတယ်ဂျာမန်စစ်ဗိုလ်ချုပ်ကြီး Heinz Guderian ကသူ့ရဲ့မှတ်တမ်းထဲမှာ T-34 ဟာငါတို့တကားတွေတဲ့အများကြီးတာလောင်နေပြီးဂျာမန်တပ်မတော်အတွက်စိုးရိမ်စရာအကြီးမားဆုံးအားသိမ်းမှုပဲလို့ရေးသားခဲ့ပါတယ်ဂျာမန်စစ်သားတွေကြားမှာလည်း T-34 Fear ပါစတင်အမြင့်တွယ်လာခဲ့ပါတယ်။ဒါပေမဲ့ T-34 ဟာလုံးဝပြည့်စုံတဲ့တစ်ကားတော့မဟုတ်ခဲ့ပါဘူး။ဆိုဗီယက်တို့ဟာတစ်ကားတွေကိုအများများနဲ့မြန်မြန်ထုတ်လို့ကျင်တာကြောင့်အရေးသေးပိုင်းမှာအများကြီးရှော့ချခဲ့ရပါတယ်။တစ်ကားတွင်းပိုင်းဟာအရန်ကြီးကြပြီးတက်တာရှိမှုလုံးဝမရှိပါဘူး။ပတ်ဝန်းကျင်ကိုကြည့်လို့ရတဲ့မှန်ပြင်းပုတ်မပါတာကြောင့်တစ်ကားကွန်မန်ဒါဟာရန်သူတီနီယာမှုမြင်ရဖို့အရန်ခက်ခဲခဲ့ပါတယ်။ဒါတင်မကပဲတေကာအများစုမှာဗီဒီယိုဆက်သွယ်ရေးမပါတာကြောင့်စစ်မြေပြင်မှာအချက်ပြအနာတွေနဲ့ပဲဆက်သွယ်ခဲ့ရပြီးစက်ပိုင်းဆိုင်ရာပျက်စီးလွယ်မှုတွေလည်းအများကြီးကြုံတွေ့ခဲ့ရပါတယ်။တိုင်းကမထွက်ခင်ဂျာမန်တွေဟာ T-34 ကိုဖမ်းဆီးသိမ်းဆည်းပြီးတော့ဈေးတကျလေ့လာခဲ့ကြပါတယ်။ဒါကြောင့် Panther Design ပေါ် T-34 ရဲ့ Slot Armor White Trader က influence ရှိခဲ့ပါတယ်။1943ခုနှစ်မှာတော့ဂျာမနီက T-34 ကိုရှင်တိုက်ဖို့တိုင်းကောင်းဝမ်းနဲ့ဖန်သာတက်ကားတွေကိုစစ်မြေပြင်ထဲစီလောလိုက်ပါတယ်။ဒီတက်ကားတွေရဲ့အဝေးပြေးအမြောက်နဲ့တန်ချက်ကာတွေကြောင့် T-34 တွေအခက်တွေ့လာခဲ့ပါတယ်။ဒါပေမဲ့လည်းဆိုဗီယက်တို့ကလက်မလျှော့ခဲ့ပါဘူး။1944ခုနှစ်မှာသူတို့ဟာအစိမ့်မတင်ထားတဲ့ T-34 ကိုထုတ်လုပ်ခဲ့ပါတယ်။ပိုကြီးမားတဲ့85မီလီမီတာအမြောက်ကိုတိုက်ခိုက်လိုက်တာကြောင့်တိုင်းကားနဲ့ပန်သာတက်ကားတွေကိုအဝေးကနေတိုက်ရိုက်တိုက်ခိုက်နေလာခဲ့ပြီးဆိုဗီယက်တို့ရဲ့သမိုင်းဝင်ဘာလင်အောင်ပွဲစီတီလမ်းခင်းပေးနိုင်ခဲ့တာပါ
T34 ဟာစစ်ပွဲအတင်စုစုပေါင်းအစီးရေ8400ကျော်ထိစံချိန်တင်ထုတ်လုပ်နိုင်ခဲ့ပြီးတမိုင်းမှာအကြီးအတွက်အများဆုံးထုတ်လုပ်ခဲ့ရတဲ့တစ်ကားဖြစ်လာခဲ့ပါတယ်။စစ်ပြီးသွားသည့်တိုင်အောင်အရှေ့ဥရောပအာရှနဲ့အာဖရိကစတဲ့နိုင်ငံပေါင်း40ကျော်ကဆက်လက်အသုံးပြုခဲ့ကြပါတယ်။ T34 ဟာနီးပညာရကမ္ဘာအကောင်ဆုံးတစ်ကားလားဆိုတာအငြင်းပွားစရာရှိနေပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ရဲ့အလွှမ်းမိုးနိုင်ဆုံးစစ်ပွဲရဲ့လမ်းကြောင်းတဲ့သမိုင်းကိုပြောင်းလဲနိုင်ဆုံးတစ်ကားဆိုတာကိုတော့ဘယ်သူမှငြင်းလို့မရပါဘူးခင်ဗျာ။စစ်သမိုင်းနဲ့လက်နက်စနစ်တွေအကြောင်းဒီလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုဆက်ကြည့်နိုင်ဖို့မြန်မာ Expedia Channel ကို Subscribe လုပ်ထားပေးကြဖို့တောင်းဆိုပါရစေဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဘေးကင်းလုံခြုံကြပါစေဗျာ။